အားလုံးမင်္ဂလာပါကျွန်တော်ကိုဟိတ်ပါကျွန်တော် knowledge sharing မလုပ်ဖြစ်တာတော့ကြာတော့ပါပြီလက်ခံထားတဲ့အလုပ်တွေလည်းဒီများနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုတော့ကျွန်တော် knowledge sharing ပြန်လုပ်ပါပြီဒီနေ့နောက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်က blockchain ဒီပညာအကြောင်းလေးကိုအကြမ်းဖျင်းပြောပြပေးမှာဖြစ်ပါတယ်blockchain ဆိုတာပါလေပေါ့နော် blockchain ဆိုတာကျွန်တော်တို့ဒါအကြမ်းဖျင်းပြောရရင်တော့ဒီငွေလွှဲတဲ့ပေါ့နော် fintech ပေါ့နော်ငွေသွင်းငွေထုတ်ငွေလွှဲတဲ့အပိုင်းတွေမှာသုံးရတယ်လို့များသောအားဖြင့်အသိများကြပါတယ်အဲ့တော့ blockchain ကဘယ်လိုနည်းပညာလဲblockchain ဆိုတာကျွန်တော်တို့က centralized system မဟုတ်ဘူးပေါ့နော် centralized ဆိုတာတော့ပြောရရင်ကျွန်တော်တို့ကဗဟိုချုပ်ကိုင်မှုစနစ်လို့ပြောလို့ရတယ်ပေါ့နော်သတ်မှတ်လို့ရတယ်ဒီ system တွေကိုဒီအပေါ်ကနေပြီးတော့ကျွန်တော်ထိန်းချုပ်ထားရပေါ့နော် control လုပ်လို့ရတယ်ဒီလွှဲတဲ့အပိုင်းတွေမှာကျွန်တော်တို့ကကန့်သက်ပြီးတော့လည်းလွှဲလို့ရတယ်ထိန်းချုပ်ပြီးတော့လွှဲလို့ရတယ်ပေါ့နော်တစ်ဆက်တည်းဒီပြောမယ်ဆိုစကားလုံးနဲ့ဒီဗဟိုချုပ်ကိုင်မှုတော့ပြောရကျွန်တော်တို့ကအများအပြားဒီနားလည်အောင်လို့ပေါ့နော်သုံးလိုက်ရတဲ့စကားလုံးတွေပေါ့အဲ့တော့ blockchain ကကျတော့ဒီလို decentralized system ပေါ့နော်decentralized system ဆိုတာကျွန်တော်တို့ကဒီခုနကလိုမျိုးcentralized လိုမျိုးဗဟိုချုပ်ကိုင်မှုမဟုတ်တော့ဘူးကျွန်တော်တို့ကလွတ်လပ်စွာလွှဲလို့ရတယ်ပေါ့နော် transaction တွေပေါ့ဒီ blockchain လို့ပြောရရင်တော့ transaction တွေရှိမယ်ဘယ်ကနေပဲငွေလွှဲကျွန်တော်တို့ကလွှဲလို့ရတယ်ပေါ့နော်လွှဲလို့ရဆိုတော့ဒီကျွန်တော်တို့ system တစ်ခုထဲမှာပဲလွတ်လပ်စွာလွှဲလို့ရတဲ့ဒီ system တစ်ခုပေါ့နော်အဲ့တော့blockchain မှာကျွန်တော်တို့ကဒီ fintech မှာလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘယ်နေရာမှာပါသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ supply chain တွေမှာပါသုံးလို့ရပါတယ်ဥပမာအဖြစ်ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဒိန်ညင်ထုတ်လုပ်တဲ့လုပ်ငန်းကိုပဲစဉ်းစားကြည့်ပါလို့ကျွန်တော်ဒိန်ညင်ထုတ်လုပ်လိုက်တဲ့ဒီလုပ်ငန်းတစ်ခုကနေပြီးတော့ဒိန်ညင်မှာကျွန်တော်တို့ကဘာကုတ်လေးကပ်ပေးလိုက်တယ်အဲ့ခါဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ dealer စီကိုရောက်တယ်dealer ကနေမှတစ်စင်ကျွန်တော်တို့က wholesale စီကိုရောက်တယ်wholesale ကနေမှကျွန်တော်တို့ကလက်လီဆိုင်လေးရောက်တယ်ပေါ့နော်လက်လီကနေမှတစ်စင်ကျွန်တော်တို့ကအသုံးပြုတယ်ဒီ customer တွေဆိုရောက်တယ်အဲ့တော့ customer ကဒီဘာကုတ်လို့ပေါ့နော်ကျူပါတော့ကျွန်တော်တို့ scan ဖတ်လိုက်မယ်ဆိုရင်ဒီပစ္စည်းရဲ့အလွှဲပြောင်းတွေကိုကျွန်တော်တို့ကသိရမယ်ပေါ့နော်ဒီဆိုင်ကနေပြီးတော့ဘယ် wholesale ကနေယူလဲဘယ် wholesale ကတော့ဘယ်ဒီလာစီကနေလာတယ်ဒီလာကနေမှ supply ရယူလာတယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်ထွက်လိုက်လို့ရတယ်ပေါ့နော်ထွက်လိုက်လို့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဘာတွေကိုပြည်လည်သွားလဲဆိုတော့ကျွန်တော်တို့ကအတုပပြဿနာကိုတော့ပြည်လည်သွားတယ်ခုနကလိုမျိုးဘယ်ကနေဝင်လာမှမသိတဲ့ဒိန်ညင်တွေဆိုရင်ကျွန်တော်တို့ကစစ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီအမှန်ကန်ထုတ်လုပ်လိုက်တဲ့ကုမ္ပဏီကနေမှတစ်စင် customer စီကိုရောက်မှဖြစ်တဲ့အတွက်အဲ့လိုနေရာတွေမှာလည်းအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ခုနကblockchain ကိုပြန်လှည့်ရမယ်ဆိုရင်ကျွန်တော်တို့က blockchain မှာဆိုရင်ကျွန်တော်တို့centralized လို့မဟုတ်တဲ့အတွက်ကျွန်တော်တို့ကလွတ်လပ်စွာလွှဲလို့ရတယ်ပြီးတော့တစ်ခုနဲ့တစ်ခုကဒီ previous ပေါ့နော် previous ဒီ block နဲ့ next block နောက်တစ်ခုပေါ့နော် next block ဆိုတာအဲ့ဒီနှစ်ခုကြားမှာကျွန်တော်တို့ကဆက်သွယ်ထားတဲ့ hash code တွေပါတယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာဖြတ်ပြီးတော့ကျွန်တော်တို့ပြင်မယ်ဆိုရင်ခုနကဒီ hash ထားတဲ့ code တွေကကျွန်တော်တို့ hash code တွေပေါ့နော်အဲ့ code တွေကကျွန်တော်တို့ကဒီပြောင်းလဲသွားဖြစ်တဲ့အတွက်ကျွန်တော်တို့ကအချိတ်ဆက်မရှိတော့ဘူးအချိတ်ဆက်မရှိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအကုန်လုံးကမှားကုန်ပြီပေါ့နော်မှားကုန်တာဖြစ်တဲ့အတွက်ပြင်လို့မရဘူးလို့ပြောချင်တာပေါ့နော်ပြင်လို့မရဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဥပမာပြကျွန်တော်စီမှာသိန်း100ရှိတယ်အဲ့သိန်း100ဘယ်ရလဲဆိုတာကိုကျွန်တော်တို့က centralize လိုမျိုးရိုက်ချိုက်တာပုံပဲလေကျွန်တော်တို့ကကျွန်တော်စီကိုအခုကျွန်တော်ရဲ့ customer ဖြစ်တဲ့ super mobile လို့ပေါ့ထားပါတော့အသစ်မှန်လို့ပေါ့နော်အသစ်မှန်100 super mobile 100လွှဲလိုက်တယ်ကျွန်တော်ကနေမှတစ်စက်ကျွန်တော်မိဘစီကို100လွှဲလိုက်တယ်အဲ့တော့ခုနကဝင်လာတဲ့ transaction 200ကျွန်တော်ကနေမှကျွန်တော်မိဘစီကိုလွှဲလိုက်တာ100အဲ့ခါကျွန်တော်ဒီမှာကျန်တာ100အဲ့လိုမျိုးကျွန်တော်တို့က proof တွေရှိရပေါ့နော်အဲ့တော့ဒီ blockchain system ကိုအသက်ဝင်အောင်ကျွန်တော်တို့က system တွေမှာထည့်သွင်းမယ်ဆိုရင်လည်းတခါပြန်ကြည့်ဖို့ရကျွန်တော်တို့က server အတွက်ကျွန်တော်တို့ကနည်း concern ရှိရပေါ့နော်အဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့က blockchain system အသုံးပြုတဲ့ဒီ platform တွေမှာဆိုရင်ပေါ့နော်ဒီ system တွေမှာဆိုရင်ကျွန်တော်တို့ကဘာတွေသုံးရလဲဆိုရင်ကျွန်တော် public မှာ mine တွေပေါ့နော် mine တွေဆိုတော့ကျွန်တော်ပြောရမယ်ဆိုတော့ဒီ calculation တွေကို server လုပ်ရမယ့်ဟာတွေကိုသူတို့ကို note အဖြစ်ထားပြီးတော့ကျွန်တော်တို့ကခွဲဝေပြီးတော့တွက်ချက်လိုက်တာပေါ့နော်အဲ့တွက်ချက်တဲ့ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီ fees ပေါ့နော်သူတို့ရဲ့အဲ့ဟိုကိုကျွန်တော်တို့က charges အနေနဲ့ပြန်ပြီးတော့ပေးလိုက်တဲ့သဘောပေါ့နော်ဆိုတော့ကျွန်တော်ဒီ blockchain ကိုနောက်ဘယ်လိုဆက်ပြီးတော့လေ့လာရမလဲနောက်တစ်ခုကကျွန်တော်တို့ဘယ်လို hyper ledger တွေကိုလေ့လာရမယ်ဆိုတဲ့အပိုင်းကိုတော့ကျွန်တော်တို့နောက်သင်ခန်းစာမှာဆက်ပြီးတော့ပြသပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ blockchain ကိုကျွန်တော်ကဒါ intro အနေနဲ့ knowledge sharing လေးစပြီးတော့ရိုက်လိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ